မင်္ဂလာပါကျမနာမည်ရှင်မီအေးပါရှင်ကျမမီယာမာကန်အရင်ဝယ်တာပေါ့နော်ဟုတ်မီယာမာကန်ဝယ်ရင်းနဲ့မှ insurance ကအရာဝန်တန်းလေးရဲ့သူ့ရဲ့စီယုံမှုပေါ့နော်သူကစီယုံပြီးတော့အမကြီးအန်တီရေးဒါလေးရှိသေးတယ်ဆိုပြီးတော့ပြောတာပေါ့အဲ့တော့အဲ့မှာဘေးဒီတဘာဝဘေးရန်တည်းအာမကန်တွေရောငယ်လင်အာမကန်ရောပေါ့နော်ထည့်ပြီးတော့အဝယ်ဖြစ်သွားတာပါရှင်ကိုယ့်ရဲ့အနာဂတ်ကဘာမှမသိတော့တမျိုးလုံးကလည်းတိတ်ဆိတ်ပြီးတော့ရုပ်ပြက်ဆင်းပြင်းတဲ့အကုန်လုံးစိတ်မကောင်းနေဖြစ်နေကြရတယ်ပေါ့နော်အဲ့တော့အားလုံးရဲ့အနာဂတ်တွေအားလုံးရဲ့စီးပွားရေးတွေရက်ဆိုင်သွားတယ်ပေါ့မန္တလေးမြို့ကြီးကတော့တိတ်ဆိတ်ပြီးတော့ဘာမှမသိတော့ဘဲနဲ့ကိုကြောင်တောင်လေးနဲ့အကုန်လုံးဘာလို့ရမှမသိဘူးခဏလေးတော့တင်မှာမြို့ပြက်ကြီးလူပြက်ကြီးတွေလိုကုန်ဖြစ်ကုန်တာပေါ့နော်အကုန်အဲ့လက်ထက်မှာလည်းငွေလေးနည်းနည်းနဲ့မိသားစုတဲ့ဘလို့ဆက်သွားမလဲပေါ့အဲ့ဒီအချိန်မှာပဲသူ့ရဲ့ဒီ Viber စာလေးတွေဝင်လာတယ် message တွေဝင်လာချိန်မှာကျွန်မအရန်ပျော်သွားရင်ထဲမှာလေငါမှပတ်စံရနိုင်သေးတာပဲပေါ့နော်ဟုတ်သားပဲငါငယ်လေးအာမခံဝယ်ထားတာပဲကျွန်မတကယ်သတိမရခဲ့ဘူးအဲ့ဒီအချိန်ထိသူ့စီကစာတွေဝင်လာတဲ့အချိန်မှာကျွန်မအရန်အားတက်သွားတယ်ငါမှပတ်စံရစရာလမ်းရှိသေးတယ်ပေါ့နော်အရန်ပျော်သွားတယ်ပေါ့အဖြေသိမ့်မှုတစ်ခုတော့ရသွားတာပေါ့ငါဆက်သွားနိုင်သေးတယ်ပေါ့နော်ဟုတ်အဲ့လိုခံစားရပါတယ်ဟုတ်မမရဒီဇင်ဘာ12ရက်နေ့လောက်ကထင်တယ်ဟုတ်တယ်အဲ့လောက်ကဝယ်ဖြစ်သွားအဲ့တော့မိတော့မိနေရမိထားမိရငယ်လင်းလှုပ်တဲ့ချိန်မှာလည်းကျွန်မသတိမရဘူးဒီအာမကန်ဆိုတာကိုနောက်မှသူပြောလာတော့မှသူ့ရဲ့အဲ့လိုအားပေးစကားတွေမြင်တော့မှကျွန်မလေးစိတ်ထဲမှာအယမ်းဝမ်းသာပြီးတော့ငါမှကဲပေါက်တစ်ခုတော့ရှိသေးတယ်ပေါ့နော်အဲ့လိုမျိုးကျေနပ်သွားတာပေါ့ဟာကျေနပ်ပါတယ်အဲ့ဒါလေးလေဘာဖြစ်လို့ကျေနပ်တယ်လို့ပြောရလဲဆိုတော့အရာဝန်ထမ်းလေးရဲ့တာဝန်ယူမှုတာဝန်ခံမှုတွေရှိရဲသူ့လုပ်ငန်းသူ့ customer ပေါ်မှာသူကယူဆိုင်တယ်အဲ့လိုပဲလာပြီးတော့စစ်ဆေးတဲ့ engineer ကလည်းသူ့ customer ပေါ်မှာတအားကယူဆိုင်တယ်တမန်အကြံပေးတာမဟုတ်ဘူးသူကလည်း engineer ကလည်းတကယ်ကိုတေချာပတ်ကြည့်ပြီးတော့သူတေချာကြံပေးသွားတယ် finance တင်းကလည်းတောက်လျှောက်ဝေပေးမဲ့အဖွဲ့ကလည်းဒီ process မြန်အောင်တောက်လျှောက်ဖုံးဆက်ကြတယ်သူကလည်းဖုံးမကင်လဲလေဘိုင်ဘာတွေတောက်လျှောက်စာတွေပို့တာအဲ့ဒီဓာတ်ပုံရိုက်ပြီးပို့ပါဦးpolicy နံပါတ်ဘယ်လောက်တောက်လျှောက်လေးအဲ့လို Viber နေသူတို့ရဲ့လုပ်ငန်းစဉ် process မြင်အောင်သူတို့စူးစမ်းကြတယ်တကယ်လဲမြင်ခဲ့ပါတယ်တကယ်လဲလက်ထဲမှာမြင်ဆက်ဆံရခဲ့တယ်ပေါ့နော်အရင်ကတော့အာမခံဆိုတာကျမတို့မရင်းနှီးခဲ့ဘူးမဝယ်ချင်ကြဘူးဒါနဲ့ဒီအချိန်မှာတော့ဒါရင်းနှီးမြုပ်နှံမှုပေါ့နော်ဒါဆိုရင်အခက်အခဲအရေးပေါ်ဖြစ်လာတဲ့အချိန်မှာကျမတို့insurance ရတဲ့ပတ်စံနဲ့ကျမမိသားစုတဲ့စာဝင်တွေရှေ့ဆက်ခဲ့တယ်စီးပွားရေးတွေရှေ့ဆက်ခဲ့တယ်ပေါ့နော်အဲ့တော့အများကြီးထောက်ကူရခဲ့ပါတယ်ဟုတ်အတူပြောရရင်တော့ဒီရော်ကြီး process မြန်တာလေးပေါ့နော်ဟုတ်ဒါလေးကဒါ insurance ရဲ့customer မှာထားတဲ့စေတနာကိုကျွန်မတွေးလိုက်တာပေါ့နော်အဲ့တော့ဒီငွေဒီရော်ကြီးငွေမြန်ဆန်ပေးတဲ့အပေါ်မှာတော့ကျေနပ်ဆုံးပဲပတ်စံမရှိဘူးကိုပတ်စံရှိလာတယ်ချက်ချင်းမြန်ပေးတယ်ကျမတို့စိုးရိမ်ပြီးစောင့်နေကြတာမလိုဘူးသူတို့ကတိုက်တွန်းနဲ့မြန်ဖို့ကကြိုးစားတယ်ဆိုတာသူတို့ရဲ့စေတနာပါပဲcustomer နဲ့တသားတည်းရှိနေတယ်ဆိုတာကိုတွေ့ရတဲ့အတွက်လည်းကျေနပ်ပါတယ်။နောင်လည်းရှေ့ဆက်ပြီးတော့တသားတည်းရှိပေးပါလို့ဟုတ်